အားလုံးပဲမင်္ဂလာပါတီရှယ်ခိုင်ပါညာပေးသွားပါမယ်စာမျက်နှာကတော့တီရှယ်ဒီနေ့သင်ကြားပေးသွားမှာစာမျက်နှာ1ကနေ9ထိပါဝင်ပါတယ်တဘာဝကိန်းများနဲ့အပြည့်ကိန်းများအကြောင်းကိုတီရှယ်ကမပြောခင်မှာသားတို့သမီးတို့ကိုနေရာလိုက်တန်ဖိုးလေးတွေအကြောင်းကိုပထမအဆုံးပြန်ပြီးတော့ဆွေးနွေးစေချင်တယ်ကဲနေရာလိုက်တန်ဖိုးဆိုတာဘာလဲသားတို့သမီးတို့ grade 4မှာလည်းသင်ကြားခဲ့ပြီးသားရှိတယ် grade 0ပါเนาะ grade 3 grade 2မှာလည်းသင်ကြားပြီးသားရှိတယ်နေရာလိုက်တန်ဖိုးဆိုတာသားတို့သမီးတို့ကိုသုံးနေတဲ့တစ်ကျပ်30 100 1000 1000ဒါတွေကဘာတွေကွာခြားမှုရှိသွားတာလဲနေရာလိုက်တန်ဖိုးလေးတွေကွာခြားမှုရှိသွားတာဟုတ်တာပေါ့ကဲကျတို့ကဲ30ကဲ100ဘာခွာသွားတာလဲယာနေရာလေးဟုတ်လားနေရာလိုက်တန်ဖိုးတနေရာတိုးသွားတယ်ကဲယာနဲ့ထောင်နဲ့ဆိုရင်ဘာလေးတိုးသွားမှာလဲနေရာလိုက်တန်ဖိုးလေးတနေရာတိုးသွားတယ်ထောင်နဲ့တောင်းနဲ့ဆိုရင်နေရာလိုက်တန်ဖိုးလေးတနေရာတိုးသွားမယ်ကဲအဲ့ဆိုရင်ပို့ပြီးတော့နားလည်လွယ်အောင်လို့ဥပမာလေးနဲ့ဒီရှယ်ရရှင်းပြပေးမယ်နော်နံပါတ်1 2145တွင်1ဤနေရာလိုက်တန်ဖိုးကိုဖော်ပြပါဒီကျဲတို့မေးလိုက်တဲ့မေးခွန်းဒီတစ်ကနန်းလေးရဲ့နေရာလိုက်တန်ဖိုးကိုပဲစဉ်းစားပေးခိုင်းတာကဲအဲ့ဆိုနေရာလိုက်တန်ဖိုးလေးကိုချေတို့ကရေတွက်တဲ့အခါမှာနောက်ကနေစပြီးတော့ရေတွက်ရတယ်နော်အစင်တိုင်းလေးတွေရေတွက်မယ်ခု10ရာထောင်ကဲခုနေရာမှာ9လေးရှိမယ်10နေရာမှာ4လေးရှိမယ်ရာနေရာမှာ1လေးရှိမယ်ထောင်နေရာမှာ2လေးရှိမယ်ကဲသားတို့သမီးတို့ကဇယားလေးကိုကြည့်ပြီးတော့1ရဲ့နေရာလိုက်တန်ဖိုးလေးဘယ်နေရာမှာရှိတယ်ဆိုတာကိုရှာရေးရအောင်နော်1လေးကရာနေရာမှာရှိတယ်1ဤနေရာလိုက်တန်ဖိုးမှာရာနေရာဖြစ်ပါသည်ကဲနံပါတ်2လေးကိုဆက်ကြည့်အောင်နော်3289တွင်ရှေ့ဤနေရာလိုက်တန်ဖိုးကိုဖော်ပြပါကဲစောနာလိုပဲချေတို့ဇယားလေးမှာနေရာလိုက်တန်ဖိုးလေးတွေကိုခြာရေးကြည့်ရအောင်9လေးသည်ခုနေရာမှာရှိမယ်10လေးသည်10နေရာမှာရှိမယ်ရာလေးသည်နှစ်နေရာမှာကျတော့နှစ်လေးဒီရာနေရာမှာရှိမယ်ထောင်နေရာမှာကကြတော့3လေးရှိမယ်ကဲဇယားလေးကိုကြည့်ပြီးတော့ရှစ်လေးရဲ့နေရာလိုက်တန်ဖိုးလေးကိုပြောပြကြည့်ရအောင်ရှစ်ဤနေရာလိုက်တန်ဖိုးမှာ10နေရာဖြစ်ပါသည်ဟုတ်ပြီကဲအဲ့ဒါလေးကိုနားလည်တယ်ဆိုရင်ဒီချိန်ကအခုတဘာဝကိန်းများအကြောင်းကိုပြောချင်တယ်ပထမအဆုံးသားတို့သမီးတို့ဒီအခြေခံကိန်းကဏ္ဍဘယ်နှလုံးရှိမှလဲဆိုတာကိုမှတ်သားထားရမယ်အခြေခံကိန်းကဏ္ဍဒီ10လုံးရှိပါတယ်3ညကနေ9အထိ10လုံးရှိတယ်เนาะ3ည1 2 3 4 5 6 9 10ကို10လုံးရှိတယ်ကဲအဲ့ဒီမှာခြေတို့ဒီကဲတဘာဝကိန်းများအဆောင်ကိုစပြောမယ်ဆိုရင်တဘာဝကိန်းများကိုခြေတို့ကနေထွယ်နံပါတ်လို့လည်းခေါ်တယ်တဘာဝကိန်းလေးတွေဒီခြေတို့ဒီတုံညမဟုတ်တဲ့ကိန်းလေးတွေတုံညမပါတဲ့ကိန်းပေါ့နော်ဆိုရမယ်ဆိုရှေ့ဆုံးမှာတုံညကနေမစဘူးအဲ့ဆိုရှေ့တို့ကအခြေခံကိန်းကဏ္ဍ10လုံးတွေကနေပြီးတော့တုံညကိုဖယ်ထုတ်လိုက်မယ်ဆိုရင်တစ်ကနေစသွားမယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
9ကဲ10 11 100 1000 1000 တသိန်းဟုတ်လားတဘာဝကိန်းလေးဒီမှာအဆုံးသက်ကဏ္ဍဆိုတာမရှိဘူးဟာ1000မှာဆုံးနေရပဲတသိန်းမှာဆုံးနေရပဲတသန်းမှာဆုံးနေရပဲဆိုတာမရှိပါဘူးကဲအဲ့ဒါဆိုရှယ်တို့ကတဘာဝကိန်းမှာအကြီးဆုံးကိန်းနဲ့အငယ်ဆုံးကိန်းကိုစဉ်းစားကြည့်ရအောင်နော်ခြေခံကိန်းကဏ္ဍ10လုံးရှိတဲ့အထဲမှာတုံညာလေးကိုဖယ်ထုတ်လိုက်မယ်ဆိုရင်ဒီရှယ်တို့ဒီခြေခံကိန်းဒီ6လုံးပဲကြံခဲ့မယ်အဲ့ဒီကြံခဲ့တဲ့6လုံးအတွင်းမှာပဲရှယ်တို့ကတဘာဝကိန်းကိုအကြီးဆုံးကိန်းနဲ့အငယ်ဆုံးကိန်းကိုစဉ်းစားကြရမယ်အကြီးဆုံးတဘာဝကိန်းလို့ပြောလိုက်တာနဲ့6ဖြစ်ရမယ်အငယ်ဆုံးတဘာဝကိန်းလေးဒီတေလေးဖြစ်တယ်ဆိုတာသားတို့သမီးတို့ကကြတော့စာအုပ်ထဲမှာမှတ်သားထားရမယ်နော်ကဲမေးခွန်းလေးကိုဖြေကြည့်ကြရအောင်6နှစ်8ကြားတွင်တဘာဝကိန်းရှိပါသလားကဲဒီချက်ပေးတဲ့မေးခွန်းလေးကိုချရေးပြီးတော့အဖြေလေးဒီချက်ကိုဖြေပေးပါအောင်နော်6ပြီးရင်ခွန်ပြီးရင်8ကဲအဲ့ဆိုရင်6နဲ့8ကြားမှာတဘာဝကိန်းဘယ်နှလုံးရှိမှာလဲခွန်ဆိုတဲ့ကိန်းလေးတစ်လုံးပဲရှိမှာပေါ့ကဲအဲ့ဒါဆိုရှယ်တို့ကနောက်ထပ်အပြေကိန်းလေးကိုဆက်ကြည့်အောင်နော်အပြေကိန်းများအင်္ဂလိပ်လို whole numbers လို့ခေါ်မယ်တဘာဝကိန်းများတွင်3ညကိုထပ်မံဖြည့်ဆွက်လိုက်ခြင်းဖြင့်ရရှိလာသောကိန်းများကိုအပြည့်ကိန်းများဟုခေါ်သည်ကဲပြန်စဉ်းစားကြည့်ရအောင်နော်တဘာဝကိန်းဒီဆိုတာဘာတွေလဲတစ်ကနေစတဲ့အဆုံးသက်မရှိဘူးတဘာဝကိန်းဒီမှာဘာတွေကိုထပ်မှာပြီးတော့ဖြည့်ဆွက်မှာလဲ3ညလေးကိုဖြည့်မှာပေါ့3ညဆိုတာဘာပြောချင်တာလဲ3ညဆိုတာဘာမှမရှိတာဘာအဓိပ္ပာယ်မှမရှိတာကိုပြောချင်တာနော်ကိန်းကဏ္ဍရဲ့ရှေ့ဆုံးမှာ3ညရှိရင်အဓိပ္ပာယ်မရှိဘူးဒါပေမဲ့ကိန်းကဏ္ဍ
န်းတစ်လုံးရဲ့နောက်မှာတုံညာရှိပြီဆိုတာနဲ့ဒါဒီတန်ဖိုးလေးရှိသွားပြီဆိုလိုချင်တာကတုံညာကျက်နဲ့30ကျက်တုံညာကျက်ဆိုရင်ရှေ့ဆုံးမှာတုံညာပဲရှိတဲ့အတွက်ကြောင့်ဘာမှတန်ဖိုးမရှိဘူး30ဆိုရင်1ရဲ့နောက်မှာတုံညာလေးဝင်တဲ့အတွက်ကြောင့်တန်ဖိုးရှိတဲ့ကဏ္ဍလေးရဲ့နောက်မှာတုံညာလေးကပ်ပါလာတဲ့အတွက်ကြောင့်တုံညာလေးဒီ30ဒီအဓိပ္ပာယ်ရှိသွားပြီလို့ဒီရှေ့ကပြောချင်တာနော်ကဲအဲ့ဆိုရင်အပြေကိန်းများဘယ်ကစားတုံညာကစားတဘာဝကိန်းများဘယ်ကစားတစ်ကစားကဲကျတို့ဒီအပြေကိန်းမှာလည်းအကြီးဆုံးအပြေကိန်းနဲ့အငယ်ဆုံးအပြေကိန်းကိုစဉ်းစားတဲ့အခါကျရင်အခြေခံကိန်းကဏ္ဍလေးတွေကပဲစဉ်းစားပြရမယ်အခြေခံကိန်းဒီ10လုံးရှိတယ်10လုံးထဲမှာမှတုံညာကနေစတဲ့အတွက်ကြောင့်အငယ်ဆုံးအပြေကိန်းဒီတုံညာဖြစ်ပြီးတော့အကြီးဆုံးအပြေကိန်းဒီ6ဖြစ်ပါတယ်ကဲတားတို့သမီးတို့ကဒီရှေ့ပြောတာလေးကိုလိုက်ပြီးတော့ရေးမှတ်ထားမယ်နော်ကဲတဘာဝကိန်းနဲ့အပြေကိန်းကိုတားတို့သမီးတို့ကသိသွားပြီဆိုရင်ဒီချက်ကပုံစံတွက်တစ်လေးကိုပြောပြခြင်းတယ်ကဏ္ဍလေးလုံးပါတော့အကြီးဆုံးအပြေကိန်းနဲ့အငယ်ဆုံးအပြေကိန်းကိုရှာပါကဲအကြီးဆုံးအပြေကိန်းဆိုတာဘာလဲအကြီးဆုံးအပြေကိန်းဒီ6ကဏ္ဍကဘယ်နှနေရာပါရမှာလဲ4နေရာပါရမယ်4လုံးဖြစ်တဲ့အတွက်ကြောင့်4နေရာခြေတို့ကဘယ်ထိပါမှာလဲဆိုရင်ခု10ရာထောင်နေရာထိပါသွားမယ်ခုနေရာမှာ9 10နေရာမှာ9ရာနေရာမှာ9ထောင်နေရာမှာ9လေးဖြစ်မယ်အကြီးဆုံးအပြေကိန်းဒီ9999ဖြစ်မယ်ကဲအငယ်ဆုံးပြေကိန်းလေးကိုလည်းဇယားလေးဆွဲပြီးစဉ်းစားရအောင်နော်ငယ်ဆုံးပြေကိန်းဒီတစ်ချက်ပြောပြခဲ့ပါတယ်3ညလို့ပြောခဲ့တယ်ကဲခုနေရာမှာ3ည10နေရာမှာ3ညရာနေရာမှာ3ညထောင်နေရာမှာ3ညလေးရှိမယ်ဒါပေမဲ့ဒီချက်တို့ဒီနေရာမှာထောင်နေရာမှာဘာကြောင့်တစ်လေးကိုထည့်သွင်းလိုက်တာလဲခြေဆုံးကဏ္ဍလေးမှာခြေဆုံးကကဏ္ဍဒီ3ညဆိုရင်အတိတ်ပဲမရှိတဲ့အတွက်ကြောင့်3ညကိုမထားပါဘူး3ညပြီးရင်ဒီချက်တို့ဒီတစ်လာမှာဖြစ်တဲ့အတွက်ကြောင့်အငယ်ဆုံးအပြေကိန်းတစ်လေးကိုထောင်နေရာမှာအစားသွင်းလိုက်ခြင်းအပြင်တန်ဖိုးရှိတဲ့ကဏ္ဍလေး1000ဆိုတဲ့အငယ်ဆုံးအပြေကိန်းလေးကိုဒီချေတို့ကရရှိသွားပါမယ်ကဲအဲ့ဒါလေးကိုသားတို့သမီးတို့ကရတယ်ဆိုရင်၄ချင်းကန်တစ်တရမ1မှာပါဝင်တယ်၄ချင်းကကျတော့ပုံစာလေး1ကနေ6ထိကိုဒီချေနဲ့တူတူဖြည့်ကြည့်ကြရအောင်နော်နံပါတ်1သည်အငယ်ဆုံးတဘာဝကိန်းကိုဖော်ပြပါကဲအငယ်ဆုံးတဘာဝကိန်းဒီဘာလေးဖြစ်မှာလဲသားတို့သမီးတို့စဉ်းစားကြည့်ပါအောင်တဘာဝကိန်းဘယ်ကစားတစ်ကစားကဲဟုတ်ပြီတစ်ကနေစမယ်ဆိုရင်တဘာဝကိန်းအငယ်ဆုံးကိန်းနဲ့အကြီးဆုံးကိန်းကိုစဉ်းစားတဲ့အခါကျရင်ဒီချေတို့ကအခြေခံကိန်းကဏ္ဍ10လုံးလေးကနေစဉ်းစားရမယ်လို့ဒီချေကပြောပြခဲ့တယ်နော်အဲဆိုကဲမိကုန်းလေးကိုကြည့်ပြီးတော့အဖြေလေးကိုချရေးထားမယ်နော်နံပါတ်2အပြေကိန်း8ခုကိုဖော်ပြပါကဲဒါလေးလည်းဖြည့်တတ်မယ်လို့ဒီချက်ထင်ပါတယ်နော်နံပါတ်3အငယ်ဆုံးအပြေကိန်းကိုဖော်ပြပါနံပါတ်42နဲ့8ကြားတွင်တဘာဝကိန်းမည်များရှိတဲ့နည်းဒါတို့သမီးတို့က2ကနေ8ဒီဘာလို့မှာလဲကဏ္ဍလေးတွေကိုအစင်လိုက်ချရေးမယ်2ပြီးရင်3 3ပြီးရင်4 4ပြီးရင်5 5ပြီးရင်6 6ပြီးရင်9ပြီးရင်8ကဲချရေးပြီးပြီဆိုရင်2နဲ့8မပါတဲ့ကိန်းကဏ္ဍလေးဘယ်နှလုံးရှိမလဲဆိုတာကိုရေးတွက်ပြီးတော့အဖြေလေးဖြည့်ကြည့်ကြရအောင်နော်နံပါတ်5ဖြစ်ဆုံးသောကဏ္ဍ6လုံးပါသည့်အငယ်ဆုံးအပြေကိန်းကိုရှာပါ2ဖြစ်ဆုံးသောကဏ္ဍ6လုံးပါသည့်အကြီးဆုံးအပြေကိန်းကိုရှာပါကဲ5ဖြစ်ဆုံးမယ်ဒီချက်တို့ကဒီနေရာမှာသူကအဆုံးသတ်ကဏ္ဍကိုပေးထားတယ်ဆုံးရမယ့်ကဏ္ဍဒီ5နဲ့ဆုံးရမယ်ကဏ္ဍရည်တွက်ဘယ်နှလုံးလုံးလဲဆိုရင်6လုံးပါရမယ်ကဲကဏ္ဍရည်တွက်6လုံးဆိုရင်ဒီချက်တို့ကနေရာလိုက်တန်ဖို့ကဘယ်နေရာထိဖြစ်သွားမှာလဲခု10ရာထောင်တောင်သိန်းကဲသိန်းကဏ္ဍဒီဖြစ်သွားမယ်အဲဆိုနောက်ဆုံးခုနေရာလေးမှာဘာလေးနဲ့ဆုံးပါလဲဆိုရင်9လေးနဲ့ဆုံးမယ်အငယ်ဆုံးအပြေကိန်းလို့ပြောတဲ့အတွက်ကြောင့်ရှေ့တို့ဒီဘာရေးမှာလဲတုံညာလေးတွေတန်းစီရေးမှာပေါ့ကဲသိန်းနေရာမှာတားတို့သမီးတို့ကတုံညာလေးရေးလို့ရတာစဉ်းစားမယ်နော်တုံညာလေးရေးလိုက်ရင်ဘာဖြစ်သွားမှာလဲအဓိပ္ပာယ်မရှိဘူးဖြစ်သွားမယ်အဲဆိုကဲရှေ့တို့သိန်းနေရာမှာရှိနေတဲ့တုံညာလေးအစားဘာလေးရေးမှာလဲဆိုတာစဉ်းစားကြည့်မယ်2ဖြစ်ဆုံးသောကဏ္ဍ6လုံးပါသည့်အကြီးဆုံးအပြေကိန်းကိုရှာပါကဲအကြီးဆုံးအပြေကိန်းဆိုတဲ့အတွက်ကြောင့်ဘာလေးဖြစ်မှာလဲဆိုရင်6လေးဖြစ်မယ်ဟုတ်တယ်6လေးဖြစ်မယ်ကဏ္ဍ6လုံးလို့ပြောတဲ့အတွက်ကြောင့်သိန်းကဏ္ဍဒီပါမယ်ကဲအဲဆိုတားတို့သမီးတို့က2နဲ့ဆုံးတဲ့6ကဏ္ဍလေးတွေကိုချရေးကြည့်အောင်နော်
နံပါတ်6 6 3 5ကဏ္ဍများကိုအသုံးပြု၍ရရှိမည်အငယ်ဆုံးအပြည့်ကိန်းနှင့်အကြီးဆုံးအပြည့်ကိန်းများကိုရှာပါကိန်းတစ်လုံးရေးသည့်အခါကဏ္ဍတစ်လုံးစီကိုတစ်ကြိမ်သာအသုံးပြုပါကဲပေးထားတဲ့ကဏ္ဍလေးလုံးကိုပဲသုံးပေးရမယ်အဲ့ဒီကဏ္ဍလေးလုံးဒီ6ရဲ့3ရဲ့3ရဲ့5ရဲ့ကဏ္ဍလေးဖြစ်မယ်အဲ့ဒီကဏ္ဍလေးလုံးကိုအသုံးပြုပြီးတော့အငယ်ဆုံးအပြည့်ကိန်းပုံစံဆင်ရမယ်အကြီးဆုံးအပြည့်ကိန်းပုံစံဆင်ရမယ်ဘာကိုပြောချင်တာလဲကြီးစဉ်ငယ်လိုက်နဲ့ငယ်စဉ်ကြီးလိုက်တွေကိုဆင်ရမယ်လို့ပြောချင်တာเนาะအငယ်ဆုံးအပြည့်ကိန်းလို့ပြောတဲ့အတွက်ကြောင့်ချဲတို့ဒီဘာလို့ရမှာလဲရှေ့ဆုံးမှာ3ညာရှိလို့မရဘူးဆိုတာဒါတို့သမီးတို့ကတတိထားစေချင်ပါတယ်ကဲကိန်းတစ်လုံးရေးသည့်အခါကဏ္ဍတစ်လုံးစီကိုတစ်ကြိမ်သာအသုံးပြုပါပေးထားတဲ့6 3 5ကဏ္ဍလေးတွေကိုရေးတဲ့အခါကျရင်6ကိုလည်းတနေရာမှာပဲတစ်ကြိမ်တနေရာကိုတစ်ကြိမ်ပဲသုံးရမယ်3ညာကိုလည်းတနေရာကိုတစ်ကြိမ်ပဲသုံးရမယ်2နေရာထပ်ပြီးတော့အသုံးပြုလို့မရပါဘူးเนาะကဲအဲ့ဆိုရင်ဒီချိန်ကလေ့ကျင့်ခန်း 1.1 နဲ့တက်ဆိုင်တဲ့တဘာဝကိန်းများနဲ့အပြည့်ကိန်းများအကြောင်းကိုတားတို့သမီးတို့ကိုဒါရှင်းပြပေးခဲ့တာပါเนาะနောက်ထပ်သင်ခန်းစာလေးတစ်ခုကိုဆက်သွားပါမယ်ကဲတားတို့သမီးတို့ရဲ့ဖတ်စာအုပ်ထဲမှာ article 1.2 မှာရှိနေတဲ့ပေါင်းခြင်းလုပ်ထုံးဆိုင်ရာဂုဏ်သက်သိများအကြောင်းကိုပြောမယ်ပေါင်းခြင်းလုပ်ထုံးဆိုင်ရာဂုဏ်သက်သိများဆိုတာဘာ